ကိုကစားသွားရတယ်ဗျာကျွန်တော်တို့ရွှေမန်းလေးကိုခဏလေးရောက်လာပြီးအလွမ်းတွေပေးသွားရတယ်ဗျာအချစ်နဲ့ပတ်သက်လာရင်ကျွန်တော်နှလုံးသားကလုံးဝရိုက်ပါဗျာပြန်လာမယ်လွယ်ပြောပြီးတော့ကျွန်တော်အချစ်ကိုကစားသွားရတယ်ဗျာမိမကြိုက်တော့လေးမျောလိုက်ရတာအမောပါပဲဗျာခမရတကယ်စိတ်ငါလို့နေဗျာလာခြင်းရင်တကယ်နေနေပါခမရကမလာတာပါကျွန်တော်ချစ်တွေကိုလူကြုံတယောက်နဲ့ပြန်ပြီးပေးလိုက်ပါခမရဝယ်ပေးထားခဲ့တဲ့အမတ်တရားပစ္စည်းတွေ